ဘာဥပဒေရွှေဘုတ်ခေါင်အကြောင်းများနော်ပြောပြပေးပါလားတည်နော်ကလေးတွေကအဲ့တော့ဒါလေးသူတို့ကြားဘူးကျင်တယ်ပေါ့မြင်ဘူးကျင်တယ်ပေါ့ရွှေဘုတ်ခေါင်ရဲ့ခိုးပေါက်ကဘယ်လိုရှိလုံးပေါ့အဲ့တော့ဥပဒေကရွှေဘုတ်ခေါင်ရဲ့ခိုးပေါက်ကိုလည်းမသိဘူးရွှေဘုတ်ခေါင်ကိုလည်းလိုင်းပေါ်မှာတွေ့လို့လားမြင်ဘူးလိုက်တာဒါပေမဲ့လို့ကိုပြောလိုက်လို့ရှိရင်ကြက်တခင်ဖြစ်တဲ့ကလေးတွေမော်ဖိုးရှမ်းတို့နော်ဟိုစိတ်ခုမှလည်းစိုးရင်ရတယ်အဲ့တော့ဒီရွှေဘုတ်ခေါင်ကတော့8လပိုင်း2ရက်2026ရက်နေ့နော်2026ရက်နေ့မှာတော့ရန်ကုန်ဝိုင်းမှာတိုက်သွားတယ်တိုက်သွားပြီးတော့အဲ့ဒီဗီဒီယိုဖိုင်လေးကိုကတော့ဥပဒေပြတဲ့အချိန်မှာဥပဒေသူ့ကိုသုံးသပ်ကြည့်လိုက်တဲ့အချိန်မှာရွှေဘုတ်ခေါင်ကအမတန်ကောင်းပညာတော်တယ်ခေါင်းပြောင်းကောင်းလွဲအမတန်တော်တဲ့ကြက်တကောင်အဲ့တော့သူ့ရဲ့ခွတ်ပေါက်လေးကိုဥပဒေအကြိုက်ဆုံးပေါက်တွေ့လိုက်တာတော့သူဟာကြက်ပူးကြက်ကခွတ်တယ်ကြက်ပူးကြက်ပတ်ခုပြီးလပန်းလုံးပြီးတော့သူကခေါင်းနှလုံးချင်တဲ့အချိန်မှာသူ့ခေါင်းကိုဆွဲမယ်ဆိုရင်ဒီကရွှေ့ဒီကိုရွှေ့ဒီကရွှေ့ဒီကိုရွှေ့ခေါင်းပြောင်းခေါင်းလွဲကောင်းပြီးတော့သူကချွေပြီးရနဲ့ဇက်ဆိုအရေးကြီးဆုံးအပေါက်တစ်ပေါက်သူ့မှာပါတယ်ဒါသူ့ရဲ့ကြက်ပညာတော်တဲ့ခေါင်းပြောင်းခေါင်းလွဲကိုဒီလိုချွေမှတော့ဇက်ဆိုအတောင်ကြောင်းနိုင်ပြီးနောက်ကနေဇက်သူကိုဘူးဆွဲပြီးနှုတ်တီးရွရွနဲ့ချီကြနော်ပါဝါကောင်းကောင်းနဲ့ဒါမျိုးကိုမကြာခဏလို့အလုံးပိုင်းခွတ်လိုက်တော့ဒါခြုံသွားတယ်တစ်ဖက်ချက်ကသူ့ခေါင်းကိုမြင်ဆွဲပြီးမယ်လို့လုံးဝဆွဲခွင့်မပေးတဲ့သူကခေါင်းပြောင်းကောင်းလွဲကိုအကောင်းဆုံးအပေါက်ပါထားတယ်အဲ့တော့ကြက်တကောင်ခေါင်းပြောင်းကောင်းလွဲပါတဲ့ကြက်တကောင်ခေါင်းပြောင်းကောင်းလွဲပြီးတဲ့အချိန်မှာသူကဇက်သူလွှဲခွင့်ရလို့နှိုက်ခွင့်ရရင်ဇက်သူအတောင်ကြားတဲ့ဝင်ဒီမှာလာပြီးတော့နောက်စုကပြောတခါတန့်ခွတ်အဲ့တော့ဒီရွှေဘုတ်ခေါင်ကိုခုပေါက်လေးမြင်ဘူးလားဆိုရင်တော့အဲ့ဒီခုပေါက်နဲ့တော့ရွှေဘုတ်ခေါင်နိုင်တယ်ရွှေဘုတ်ခေါင်ကိုရဲ့ကြက်ကူတော့နော်စက်ခနဲမနိုင်ဟိုလက်ပန်းလုံးပြီးတော့ဒီခေါင်းပြောင်းခေါင်းလွဲဟိုမှာနော်သူ့ရဲ့ခေါင်းကိုရှိတ်ပြီးတော့ဒီလိုကုတ်ထားနိုင်တဲ့နော်လေပါဝါကောင်းကောင်းအပေါ်ကလင်ကောင်းမြင့်မြင့်နဲ့ချိတ်ထားနိုင်တဲ့စွမ်းရည်မကြည့်ဘဲနဲ့တော့ရွှေဘုတ်ခေါင်တိုက်လို့မရဘူးဒါဖြစ်လို့ဆိုတော့သူ့ပညာကလီကမာနဲ့အမတန်တော်တဲ့ပညာဖြစ်နေတယ်နော်သူ့မှာနှုတ်ပြီးရွာတာပါတယ်နောက်တစ်ခုရှိတယ်သူ့သွားမထိနဲ့တည်ရင်သူကဒါအမြဲတမ်းပါနေတယ်အဲ့တော့ရွှေဘုတ်ခေါင်မြင်ဘူးလားဆိုတော့ဦးတောင်အဲ့လောက်တော့မြင်ဘူးလေနော်ကလေးတွေစိတ်ဆိုးမှလည်းကြောက်ရသေးတယ်ဦးတောင်မြင်ဘူးလောက်လေးပြောပြတာနော်ရွှေဘုတ်ခေါင်8လပိုင်း2ရက်2026နေ့ကတော့ရန်ကုန်ဝိုင်းမှာနိုင်သွားပါပြီလို့ဟုတ်လား